အားလုံးပဲသိကြတဲ့အတိုင်းကျွန်တော်တို့ရဲ့ YG PUBG ကတော့ Paris ကိုရောက်နေပြီပေါ့နော်ဆိုတော့ Erusi ကလည်းကြာခင်မှာစနေတာပေါ့ဆိုတော့ပွဲမစခင်မှာကျွန်တော်တို့ဒီ Sport World Cup PUBG Mobile ရဲ့ဝက်ကျင်းပါမဲ့ပုံစံformat လေးကိုကျွန်တော်လေ့လာကြည့်လိုက်ရအောင်ပွဲ format ကတော့နှစ်ကနေတော့မတူတော့ဘူးဘာဖြစ်လို့လဲဆိုတော့နှစ်က24တင်းပဲပါတာဒီနှစ်ကအသင်းက32တင်းတော့အခြေခံအားဖြင့်ကတော့တူတယ် group stage ရှိမယ် survey stage ရှိမယ်အဲကျွန်တော် final ရှိမယ်ပေါ့နော်ဆိုတော့အဲ့အခြေခံ3ချက်ကတော့တူတယ်ဆိုတော့32တင်းမှာကျွန်တော် group stage ကိုဘယ်လိုသွားမလဲ32တင်းကိုသူတို့က16တင်း group A နဲ့ group B နှစ်ခုခွဲလိုက်တယ်ပေါ့နော်ဆိုတော့ group A မှာ16တင်းရှိမယ် group B မှာ16တင်းရှိမယ်ဆိုတော့ group တစ်ခုစီကို group stage အနေနဲ့2ရက်ဆော့ရမယ်6ရက်နေ့နဲ့9ရက်နေ့မှာgroup A ဆော့ရမယ်10ရက်နဲ့9ရက်နေ့မှာ group B ဆော့ရမယ်ဆိုတော့2ရက်နေ့ရက်စီ group A group B ဆော့ရမယ် group A ရဲ့16တင်းမှာ1 to 5က final တန်းတက်မယ်အောက်ဆုံး3တင်းက8တန်းပြန်ရမယ်အလဲမှာရှိနေတဲ့10တင်းက private state ကိုဆက်သွားရမယ်ဆိုတော့အဲ့ဒီအတိုင်းပဲ10ရက်နဲ့9ရက်နေ့မှာဆော့မယ် group B မှာလည်းဆိုတော့1 to 5က champion ကိုတန်းတက်မယ်အောက်ဆုံးမှာရှိနေတဲ့ဒီ14 15 16ကတော့8တန်းပြန်ရမယ်အလဲမှာရှိနေတဲ့10တင်းကsurvey state ကိုထပ်ပြီးတော့ဆော့မယ်ကျွန်တော်တို့ YG က10ရက်နဲ့9ရက်နေ့မှာဆော့ရမယ် group B ထဲမှာပါတယ်ပေါ့နော်ဆိုတော့ survey state မှာ survey state မှာက group A နဲ့ group B အလဲရ10တင်း16တင်း survey state မှာ2ရက်ဆော့ရမယ်ဆိုတော့ survey state ကကြတော့17ရက်နေ့နဲ့12ရက်နေ့17ရက်နေ့နဲ့12ရက်နေ့မှာ16တင်း2ရက်ဆော့ရမယ်ပွဲ12ပွဲပေါ့နော်တစ်ရက်ကို6ပွဲနှုံနဲ့ဆိုတော့အဲ့ဒီပွဲမှာက1 to 6 6တင်းပဲ final ကိုတက်မှာ group state မှာ9တင်း10တင်းလုံးလုံး final မှာရှိနေတဲ့10တင်းနဲ့ survey state ကတက်လာတဲ့6တင်း16တင်းက final ကိုဆက်ပြီးတော့ဆော့ရမယ်တော့ပွင့်လင်းပြောရရင်တော့ survey state 16တင်းပို့ပြီးတော့ကျက်တယ်တော့ group state မှာလည်း final ကိုတန်းပြီးတော့တက်အောင်စူးစမ်းဖို့လိုတယ်ဆိုတော့ final ကတော့9တင်းပြင်9တင်း10တင်းနဲ့ဆိုတော့ survey state က6တင်း16တင်း final ကိုနောက်ဆုံး14 15 16 3ရက်တိတိဆော့ရမယ်နောက်ဆုံးနေ့မှာ smash rule ပါတယ် final မှာဒါတော့ထုံးစံတိုင်းဆိုတော့ format ကတော့အဲ့လောက်ပဲဆိုတော့ပွဲရဲ့ဒီ date အသေးစိတ်ကကြတော့ဆိုတော့ကျွန်တော်တို့ group stage ကကြတော့ August လ6ရက်နဲ့9ရက်နေ့က group A 10ရက်နဲ့9ရက်နေ့က group B ဒါထဲမှာ10ရက်နေ့က1ရက်နားမယ်ပြီးတော့ survey stage ကို17ရက်နဲ့12ရက်2ရက်ဆက်လုပ်မယ်ပြီးတော့ဂျားထဲမှာ1ရက်ထပ်နာ14 15 16က final ဆက်သွားရမယ်ဆိုတော့ဒါကတော့ Erusi ရဲ့ format အသေးစိတ်ပဲဖြစ်ပါတယ်ဆိုတော့ YG ကလည်း Paris ကိုရောက်နေပြီဆိုတော့ကျွန်တော်တို့ရဲ့ဒီလိုက်တဲ့ defender အနေနဲ့ကျွန်တော်တို့ရဲ့ Erusi ပွဲမှာ YG ရန်ကုန် play ကိုအသင်းကိုအားပေးလိုက်ရအောင်အားလုံးမချေးစုပါကျွန်တော်တို့ no worry